Hey guys, welcome back to my channel. ဒီနေ့ရောပေါ့နော် Yuri ကဟိုနေ့ရပေါ့နော်အပိုင်းလေးအဲ့ဒါလေးခုံတာမပြီးသေးဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဆက်ခုံနေရပဲဖြစ်ပါတယ်ဘယ်လိုဖြစ်တာလဲမသိဘူးပေါ့နော်ဒီ game နဲ့ဝင်လိုက်တဲ့အချိန်မှာ Yuri Vlogs ကပြတ်ပြီးတော့ဒီလိုမျိုးကြီး6ကြီးကအဲ့လိုမျိုးကြီးဖြစ်နေတာဘယ်လိုဖြစ်သွားတာလဲမသိဘူးဘယ်လိုဖြစ်သွားလဲမသိ game နဲ့ဝင်တဲ့အချိန်မှာကွာအဲ့ဒါတက်သွားရတာဘာလာတော့မသိဘူး6ကြီးအမှန်ဖြစ်ပါလို့ပဲပေါ့ပြက်ကြည့်ရပါဟာကဲဒီနေ့ရောဗောနော်ယူရီကကောင်းလုံးကိုချင်းလေးဆိုပြချင်နေပါလားဒါတော့မသိခေါ်နာဘယ်နေရာလေးကိုပြန်တတ်တာလို့စိဒါမရှိရဲ့ရင်ကနေရလေရာသီလောကပြောင်းစေအိုမင်းများပြီးရင်ကနေရလေနေနာရှိနေပြန်တန်းတာလို့စေသူဖတ်ခဲ့တဲ့လမ်းတွေသူမခဲ့တဲ့အိမ်မလေးတွေကတိုက်အိမ်ချင်းနာနာခေါ်လို့မှုတဲ့နောက်ဆုံးကြတော့လမ်းခွဲ你他给比较太苗栗却起在永积苗栗在都变了没了你听你的啦那所以别哈喽哇嘛你眼里的鬼美看那一美那一年你撒手边没别来把刀你让对给好了你让对给把刀嘛တချင်းနဲ့ဆိုချင်တယ်တချင်းလည်းမရတော့မိမိအချင်းနေဘာလဲနေလားတွေ့ခဲ့ရင်ရင်မမပြုံးမဟာလားနေမချစ်တော့ဘူးဆိုနာချစ်ချင်းဘုံမနေဘာမှနေပြီဆိုတော့ပြီဆက်စရာကြီးအဲ့လိုပဲပေါ့နော်တချင်းအဲ့ဒါကြောင့်မဆိုချင်တာပါဒီတချင်းယူရီ MTV ရိုက်ဖို့မှာ recording သွင်းဖို့ယူရီရဲ့ဒီကိုလောက်ခေါ်မယ်တချင်းဆိုလို့ရှိရင်လုံးဝပေါ့နော်လုံးဝစိတ်ကြည်အောင်ရှုပ်တယ်လုံးဝမကြောက်ကတော်တော်ခက်တယ်တော်တော်ခက်ပါတယ်ယူရီ happy birthday တချင်းနဲ့ခက်တယ်ပေါ့နော်ဗါလဲ happy birthday happy birthday happy birthday Happy birthday, chia ba da tang nghe chứ lê. Happy birthday, happy birthday, happy birthday, happy birthday. Biểu示mà sẽ mình muốn nên lì. Tôi cả. Biểu示mà sẽ mình muốn nên lì. မိုးနေတဲ့နေရာတိတ်ပြီးဆွဲနိုင်ပါတော့တိုင်ပြီးပတ်နေပါတယ်အခုတော့ဗောနော်ရှင်တို့ရဲ့ Yuri ကဒီ YouTube ပြန် run မှုလုပ်နေပါဘူးဆိုတော့ subscriber 1k ကျော်သွားပြီဗောနော်အရန်ပျော်သွားအရန်စိတ်ထဲမှာအရန်ပျော်တော့ဘလို့ပဲဖြစ်နေပါစေကွာဒီ YouTube နဲ့ဒီ talk နဲ့တူးလေတော်မှာဒီလိုမျိုးရောက်သွားတယ်တော်မှာလည်းအရန်ပျော်သွားပါတယ် Fayu APF နဲ့အများကြီးရန်ကျေးဇူးတင်ပါတယ်ဗောနော်အပါအခုတော်မှာလည်းယူမတင်ပြတာအများများနေပေါ့နော်အဲ့လိုပါပဲနည်းနည်းလေးရှိလို့ပေါ့နော်ဒီအချိန်တွေကကွာဒီလိုမျိုးတွေအဆင်မပြေပေါ့နော်နောက်ပြီးတော့ဟိုပါလဲအခွင့်လည်းဖြစ်သွားတော့တည်ရမလား I think I got it တန်အဲ့တချင်ကြီးစုတချင်လည်းစတဲ့အောင်ထပ်တော့အဲ့လိုအခွင့်လည်းဖြစ်သွားတော့ပေါ့နော်ယူစိတ်မကောင်းပေါ့နော်အဲ့တော့ဒီမျိုးလေးဆိုတော့ယူလည်းတက်နိုင်တလောက်ယူရီလည်းအဲ့လိုမျိုးပေါ့နော်လှူတန်းနိုင်ပါလေလုပ်ပါတယ်ဒါမဲ့ယူရီကပေါ့နော်ဒီလိုမျိုးပေါ့မှာပပလက်မှာမချပြတော့ဘူးပေါ့ဆိုတော့ယူရီဒါမဲ့တက်နိုင်တော့ယူရီလည်းကူညီပေးပါတယ်ဒါမဲ့ပေါ့အဲ့လိုပပလက်မှာချမပြဖို့အတွက်ယူအားတော့ပေါ့နော်လူမျိုးဖြစ်တဲ့ဒါပြီးတော့အဲ့လိုအခုဖြစ်တော့ယူရီတို့ဘက်ကတော့အဆင်ပြေပါတယ်ဒါမဲ့ပေါ့နော်အဆင်မပြေတဲ့လူတွေတွေ့ရပါတော့စိတ်မကောင်းဖြစ်ပါတယ်ယူရီလည်းပေါ့နော် speaker လုပ်ပြီးချင်မယ်ပေါ့အဲ့ဒီအချိန်လေးတော့ကဆိုယူရီအားဦးနှမင်းကြီးမကောင်းနဲ့အရန်ဖြစ်နေရဲ့အခုတည်းလည်းအားတန်းလေးနဲ့ပေါ့နော်လိုပါပဲတည်ရမလားအဲ့ဒါကြောင့်မလို့ဗီဒီယိုလေးကိုတင်ပေးတဲ့ကြအားလုံးတောင်းမှမှာပေါ့နော်ကိုတော့ယူရီဗီဒီယိုလေးရတဲ့ဖြစ်ဖို့တက်ပေါ့နော်စဉ်းစားလိုက်ပါပြီ your favorite color လေးရနေပြီး short စီပါမယ်
ယူနောက်ဆုံးတော့ဒီအစစ်ထိရောက်ပါပြီနော်အဲ့ဒါကြောင့်လို့နောက်ပြီးတော့ 1K လဲကြော်သွားပြီဆိုတော့ဗောနော်ယူရီ special video လေးလုပ်ရင်ကောင်းမလားတော့ဗောနော်ယူရီက review video တွေပါလုပ်ကြမလို့ face review တွေပါလုပ်ကြမလို့ဘာလို့စိတ် review သိပြီးသားလေမတိနေလေယူရီကဒီလိုမျိုးကြာဗီဒီယိုတွေမှာတင်တာလို့ short video လေးမှာဆိုလို့ရှိရင် ယူရီ face တီနဲ့တင်ထားတယ်အများကြီးပဲဆိုတော့ face review တွေပါလုပ်ကြမလို့တော့လို့ထင်ပါဟဲ့ဒီ HD ကိုလည်းပြောကြမလို့ဒီမှာ UV set အသက်ဘယ်နှစ်လဲဆိုတော့အကုန်လုံးသိရပဲပေါ့နော်အဲ့ဒါကြောင့်မလို့ဘာမှလုပ်ကြမလို့အဲ့တော့ UV ပေါ့နော်ဗီဒီယိုလေးတစ်ပုဒ်လုပ်မယ်လို့စဉ်းစားထားရပေါ့နော်ဟာ fan လေးနဲ့အကုန်လုံး UV fan လေးနဲ့အကုန်လုံး game to search နေပေါ့နော် game to search နေဒါပေမဲ့ UV က UV ကြိုက်တဲ့ game ကတိတ်ပြီးတော့ Adobe ပဲရှယ်ဒါပေမဲ့သိရမှာ Adobe ဆော့မကောင်းလေအားကြောင့်မို့ UV တို့ဘယ်နေရာဘယ် game ဆော့ရင်ကောင်းမှမသိဘူးပေါ့နော်တော့စဉ်းစားနေတော့ねဗီဒီယိုလေးဘယ်လိုလုပ်ရင်ကောင်းမလဲဘယ်လိုအတိပေးရင်ကောင်းမယူဆန်နေအဲ့လိုမျိုးလေးရှိနေရကြပေါ့နော်ဒါမဲ့ special video လေးတစ်ပုတ်ရအောင်လို့လုပ်ပေးမယ်ပေါ့နော်တော့ special video လေးတခုတော့လုပ်ပေးမယ်ဘာလို့ဆိုယူtarget ထားတဲ့ 1K ပြီးသွားပြီပေါ့နော်အရင်ပြောပါရဲ့အပိတ်ကဲသူတယောက်ချင်းနေတာလေယူဒီနေ့ကအရင်ချစ်တမိုင်းနော်ချစ်ရိုက်တမိုင်းချစ်ရိုက်တမိုင်းありがとうございます。ありがとう。ありがとう。ありがとう。実に泣いてまでけ。ဒီကိန်းကိုဘောနော်လုံးဝယူပြီးပါတော့မဟုတ်ပါဘူးအဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ရှုပေးခဲ့ပြီအကောင်လုံးကြီးစညိုင်းချင်ပါတယ်ပါ